ဒါတို့သမီးတို့ရေစာရေးတဲ့အခါဝက်ကြစကလုံးတွေကထပ်နေတယ်လို့ထင်သလားဒါမှမဟုတ်ဘူးဆိုလို့ရှင်လေကျွန်တော်ထမင်းစားသည်ဆိုတဲ့ဝက်ကြစာကြောင်းမျိုးတဲ့ပို့ပြီးတော့ပြည့်စုံတဲ့ဝက်ကြစာကြောင်းတွေကိုရေးတက်ချင်လားဒါဆိုလို့ရှင်တော့တရားစကလုံးတွေကိုသူ့နေရာနဲ့သူတုံးတက်သွားမယ်ဆိုရင်မြန်မာစာကိုနိုင်နိုင်နင်းနင်းပဲရေးနိုင်သွားမှာပဲဖြစ်ပါတယ်ရှင်ဒီကျတို့မြန်မာစာမှာမြန်မာတရားကို grade 6မှာစပြီးတော့သင်ရတယ်ဆိုပေမဲ့မူလာတဲ့အစ်စ်မှာကလေးကမြန်မာတရားအခြေခံအတွက်ထည့်ပေးလိုက်တဲ့သင်ခန်းစာလေးတွေရှိပါတယ်เนาะအဲ့ဒါကဘာလဲဆိုရင် grade 2မှာစပြီးတော့သင်ရတဲ့ရုပ်ပုံကြည့်ပြီးစာစီမယ်ဆိုတဲ့သင်ခန်းစာလေးอ่ะဆိုရင်မြန်မာတရားအတွက်အစပြုပေးလိုက်တဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်အဲ့ဒီသင်ခန်းစာထဲမှာဆိုလို့ရှိရင်เนาะဘယ်ဟာကတော့ကတားပုတ်ဘယ်ဟာကတော့ကံပုတ်ဘယ်ဟာကတော့ကရိယာပုတ်ဘယ်ဟာကတော့ရှေ့ရှုရာပြပုတ်ဘယ်ဟာကတော့နေရာပြပုတ်ဆိုပြီးတော့မသင်ခဲ့ရပင်မဲ့မြန်မာတရားအခြေခံအတွက်ထည့်ပေးထားတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်လာမယ့်6ရက်နေ့မှာဖွင့်မယ်เนาะအခြေခံမြန်မာတရားအတန်းလေးမှာဆိုလို့ရှိရင်တော့အဲ့လိုမျိုးပေါ့เนาะကတားပုတ်ကရိယာပုတ်ကံပုတ်နေရာပြပုတ်အချိန်ပြပုတ်အသုံးခံပုတ်အစရှိတဲ့ဖြင့်ပုတ်တွေကိုသင်ကြားပေးမယ်အပြင်နောက်ဆက်တွေကိုပါထည့်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်လူဦးရေကတော့10ယောက်ပဲလက်ခံသင်ကြားပေးသွားမှာဖြစ်ပြီးတော့2လသာကြာမြင့်မဲ့ຫນွေရာသီတွင်းမှာသာဖွင့်တဲ့ special online class အတန်းလေးပဲဖြစ်ပါတယ်အဲ့ဒီအတန်းလေးကိုတက်ရောက်ခြင်းနဲ့ကျောင်းသားဟောင်းတွေကတော့တစ်လကို4000ခွဲသာကျတဲ့မှာဖြစ်ပြီးတော့ကျောင်းသားတစ်တွေကတော့9000ကျမှာဖြစ်ပါတယ်အခုလောလောဆယ်เนาะအဲ့ဒီအခြေခံမြန်မာတရားအတန်းလေးကိုပေါ့เนาะ2ယောက်ပေါ့เนาะ2ယောက်ရှိနေပြီဆိုတော့နောက်ထပ်10ဦးသာလိုပါတော့တယ်အဲ့ဒီ10ဦးကလည်း10ယောက်ပြည့်သွားလို့ရှိရင်ထပ်ပြီးတော့လက်ခံပေးလို့မရတော့ဘူးပေါ့เนาะ10ယောက်ဆိုတော့နိုင်နိုင်နင်းနင်းလေးနဲ့တေးသေးချာချာလေးနဲ့ပေါ့เนาะထိထိရောက်ရောက်လေးသင်ပေးချင်တာမို့เนาะလုံးဝလက်မလွတ်တဲ့နဲ့အတန်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်ဆုံးလာပြီးတော့စာရင်းပေးလို့ရပါတယ်ရှင်ဒီအတန်းလေးကိုတက်ချင်တဲ့သူကဒီ Messenger ကနေပြီးတော့လာပြီးတော့ပြောလို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျမဒီဖုန်းနံပါတ်ပေါ့နော်ဖုန်းနံပါတ်ကနေပြီးတော့ live ဆက်သွယ်ပြီးတော့အတန်းလေးကိုအနှံလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်တီချစ်ဆန္ဒပါ